မင်္ဂလာပါနော် MBTI ခါတွန်းစတိုရီကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြမယ့်ပုံမြင်လေးကတော့ဘရွက်စိန်ကြီးလေးမောင်ဖိုးနေနဲ့မော်တစ်တီးနန်စီတို့အကြောင်းပဲဖြစ်ပါတယ်ဟိုးရှိတုန်းကထုတ်ကြည့်တဲ့ခုထဲမှာဖိုးနီလို့ခေါ်တဲ့ဘရွက်စိန်ကြီးလေးတစ်ကောင်ရှိတဲ့ဖိုးနီဟာအခြားဘရွက်စိတ်တွေထက်ကိုယ်လုံးကိုပေါက်သေးပြီးမြဲအရန်ကိုဝိရိယရှိပြီးအလုပ်ကြိုးစားတဲ့သူပေါ့ဒီနေ့မှာတော့ဖိုးနီဟာတောထဲမှာအစာရှာရင်းထူဆန်းပြီးတောက်ပနေတဲ့အစစ်လေးတစ်စိတ်ကိုတွေ့လိုက်ရပါတော့တယ်အဲ့ဒီအစစ်လေးဟာအခြားအစစ်တွေထက်ပိုလေးတလို့ပိုလေးလှပနေတာပေါ့ကွယ်ဖိုးနီလည်းဒီစစ်လေးကိုငါဆက်ပြူကြည့်ရမယ်ဆိုပြီးအင်ကိုယူလာခဲ့ပါတယ်အင်ကိုယူလာပြီးနောက်မှာတော့ဖိုးနီဟာအဲ့ဒီအစစ်လေးကိုအပင်ပေါက်လာအောင်နေတိုင်းရေလောင်းနေပေါင်းတင်နေပြီးတော့အပင်လေးပေါက်လာမယ့်အချိန်ကိုလည်းစောင့်မျှော်နေတဲ့တဲ့ကွယ်ဒါပေမဲ့လည်းတစ်ပတ်ကြာလည်းအပင်ကမပေါက်ဘူးနှစ်ပတ်ကြာလည်းအပင်ကပေါက်မလာခဲ့ဘူးတဲ့ကွယ်ဒီလိုနဲ့အခြားတိရစ္ဆာန်လေးတွေဖြစ်တဲ့ရုံကလေးနဲ့လက်ပြလေးတွေဟာလည်းဖိုးနီလေးကိုကြည့်ပြီးဖိုးနီနဲ့မင်းပင်ကြီးကဘယ်တော့မှပေါက်လာမှာမဟုတ်ပါဘူးအရှင်ကုန်လူပင်မဲယုံပဲရှိမှာပေါ့လို့ဝိုင်းလောင်ကြတယ်တကယ်ချင်းတွေကအဲ့ဒီလိုလောင်ပြောင်တဲ့အတန်တွေကိုကြားရတဲ့အခါမှာတော့ဖိုးနီတယောက်မျက်ရည်တွေနဲ့ငိုကြွေးပါတော့တယ်ဒါပေမဲ့လည်းဖိုးနီလေးဟာဘယ်တော့မှရှုံးပေးတတ်တဲ့သူတော့မဟုတ်ပါဘူးဒါကြောင့်မျက်ရည်တွေကိုတောက်ရင်းငါဆက်ထားတဲ့အပင်လေးကိုငါယုံကြည်တယ်ငါရဲ့ကြိုးစားမှုကတနေ့တော့အောင်မြင်မှာပဲလို့တွေးပြီးအဲ့ဒီနေ့ကစလို့စောစောမနေ့တိုင်းထလို့ရေလောင်းလာတယ်ပေါင်းတင်တာတွေကိုပြန်လုပ်ခဲ့တာပေါ့ကွယ်ဒီလိုနဲ့တလားပြည့်တဲ့နေ့မှာတော့ထူးဆန်းတာတစ်ခုဖြစ်လာခဲ့ပါတော့တယ်မြေကြီးထဲကနေချွေရောင်ညောက်လေးစပြီးထွက်လာတာပေါ့အဲ့ဒီလိုချွေရောင်အညောက်လေးစပြီးထွက်လာတဲ့အချိန်မှာပဲဘွားကနေဆိုသလိုအပင်ကြီးကြီးအဖြစ်ပြောင်းသွားတော့တာပေါ့အဲ့ဒီအပင်ကြီးဟာထူးဆန်းရုံတာမကပဲအလွန်ကြီးမားပြီးတတိမျိုးစုံတင်းနေတဲ့ကွယ်အကြီးတွေဟာဘလောက်များတယ်လဲဆိုရင်တတော်လုံးမှာရှိတဲ့တိရစ္ဆာန်တွေအားလုံးစားလို့ရတဲ့အထိများပြားလွန်းနေတယ်အဲ့ဒီအပင်ကြီးကိုစိုက်နိုင်ခဲ့လို့ဘရွက်စိတ်လေးမောင်ကြီးဟာမမာနမကြီးသွားပဲအရင်ကလောင်ပြောင်းခဲ့တဲ့တငယ်ချင်းတွေကိုလည်းစိတ်မဆိုးတဲ့အပြင်အတီးတွေပါခွဲဝေကျွေးခဲ့ကြပါကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ဒီပုံမြင်လေးကနေသင်ခန်းစာယူရမှာကတော့စိတ်ရှည်တည်ခံမှုဟာအောင်မြင်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတာပါပဲဘယ်ရမဆိုချစ်ချင်းအောင်မြင်ခြင်းမှအောင်မြင်ပါလိမ့်မယ်ဒါပေမဲ့စိတ်ရှည်ရှည်နဲ့ဖြည်းဖြည်းမှန်မှန်လောက်သွားမယ်ဆိုရင်ဘယ်ရမဆိုအောင်မြင်နိုင်ပါလေနောက်တစ်ချက်ကတော့ကြိုးစားအားထုတ်မှုကိုသိစေချင်တာပါရှားသူတွေကဘလောက်ပဲကိုလောင်ပြောင်နေပါစေကိုလုပ်တဲ့အလုပ်ကမှန်ကန်နေမယ်ဆိုရင်ဆုံးခန်းတိုင်အောင်ကြိုးစားရင်ဒီနေ့တစ်ချိန်မှာတော့အောင်မြင်မှုကိုမောက်ရှာမတွေရောက်နိုင်တယ်လို့ဒီပုံပြင်လေးကနေသင်ခန်းစာပေးရှင်တာပါနောက်လေဒီလိုပုံပြင်လေးတွေကိုဆက်ကြည့်ချင်နေတယ်ဆိုရင် like and subscribe လေးလုပ်တော့ဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။တာယာပြောချင်တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေနော်။